ဒီနေ့ကတော့ကျောင်းအပြန်မှာပေါ့ကွန်မကလေးတွေ့နေဝဖြစ်ခဲ့တယ်ဈေးရောက်1900ရဲ1900ရဲ800ရဲတန်းလာမင်းတော့လုံးဝမတန်ပါဘူးဟိုဆိုပေါ့ကွန်မကတည်းကတစ်ထုပ်ကို182ဝန်းကျင်လေးပဲရှိလို့ပါဒါပေမဲ့တဲ့ပေါ့ကွန်မကတွေကဒီ official center story မှာတော့ရောင်းဝိုင်းပြီးဖြစ်တဲ့ကတ်တွေကိုဒါ VC ပြန်ပြီးတော့ရောင်းတဲ့ဆိုင်နေမို့လို့ဈေးကြီးသွားတာပါကက်ကထွက်တာနှစ်ကကြာကြတော့အထုပ်တရားပို့ပြီးဈေးတက်ဖို့လာဖို့ရှိပါတယ်ဘာလို့လဲဆိုတော့သူတို့အရေးအတွက်ဒီဇိုင်းထုတ်တာမို့လို့တကယ် official center ကြီးကနေရောင်းကုန်သွားပြီဆိုရင်ရတော့ဒီပြန်ရောင်းတဲ့ဆိုင်တွေကတော့သူတို့ဈေးသူတို့ဖြစ်သွားမှာလို့ပါအဲ့တော့တန်တာကြီးကြတာပေါ့ပေါအောင်ဆုံးအနေနဲ့ပြောမှဆိုရင်ဒီအဲ့ပိုကမာကက်တွေဝယ်မယ်ဆိုရင်အဲ့တွေ့ရခဲ့တဲ့ဝယ်တာမျိုးတွေ့ရ booster pass တွေဝယ်ရမျိုးတဲ့ပမောင်ဆုံးစဉ်းစားမှာကိုတွေးတိုက်ခဲ့တဲ့ကိုတွေးရဲ့အထုပ်ကထွက်ထားကြပြီးတာထွက်ထားမကြသေးလဲအဲ့ဒါရင်စဉ်းစားပါမယ်ပြီးတော့အဲ့ဒီကိုဝယ်တဲ့အထုပ်မှာတဲ့တန်ဖိုးမြင့်ဆုံးဘာနဲ့လဲဆိုတာလည်းသိထားဖို့လိုပါတယ်ဒီရန်သမန်တန်းဝယ်ရတဲ့အဲ့လိုမျိုးရေးသိထားပြီးဝယ်တာပို့ပြီးတော့ကောင်းတယ်လို့မြင်ပါတယ်ဒါပေမဲ့အဲ့ကတည်းကပေါက်တာမပေါက်တာဒါတော့ကံပေါ့ခုကျွန်တော်ဝယ်ထားတဲ့ Mewtwo Team Rocket ပတ်ဆိုရင်ကြတော့ဒီအမြင့်ဆုံးအနေနဲ့ Mewtwo ရေးပါတယ်ရနိုင်ရရှိရဲဒါပေမဲ့လည်းရတော့မရခဲ့ဘူးဒီတစ်ခေါက်မှာတော့နောက်ကံကောင်းရင်တော့ရမှာပေါ့အဲ့ထဲမှာဈေးနှုန်းဆုံးဖြစ်တဲ့800တန်းအထုပ်ခါကြတော့ထွက်ထားအသိမကြသေးလို့ဈေးနှုန်းဆုံးဖြစ်သွားတယ်ပါတယ်ဒါတော့မှဒီ official center ကြီးတွေမှာရောင်းကုန်သွားပြီမို့လို့တကယ်ပို့ဆုံးမ center story မှာတော့ကျွန်တော်တွားဝယ်ကြည့်သေးတယ်ဒါပေမဲ့အကုန်ချောင်းထွက်သွားပြီမို့လို့ဝယ်လို့မရခဲ့ပါဘူးအခုနောက်ဆုံးဖောက်တဲ့ဈေးကြီးဆုံးဟာကြတော့ထွက်ထားတဲ့ကြာပြီဖြစ်တော့သူကအစက်ကလည်းပါတာမို့လို့ဈေးကလည်းတန်ဖိုးပိုကြီးသွားတယ်ဒါပေမဲ့တကယ်ကျွန်တော်ခုနပြောခဲ့သလိုပဲတကယ် official center ကြီးတွေမှာဝယ်မယ်ဆိုရင်ဈေးအဲ့လောက်မကြီးပါဘူးဒါပေမဲ့ရောင်းကုန်သွားပြီမို့လို့ဒီလိုဆိုင်တွေကနေပြီးတော့ပြန်ရောင်းတာမို့လို့ဈေးကပိုပြီးကြီးသွားတာပါအဲ့တော့ကိုပိုကီမွန်လည်းစုချင်တယ်ကက်တွေကောလည်းလုပ်ချင်တယ်ဆိုရင်အရင်ဆုံးပိုကီမွန် official သတင်းတွေကိုကြည့်ပါတလောက်ကိုအနည်းဆုံးဈေးတစ်ခုတော့ကတော့ထွက်နေတယ်ရှိပါထွက်နေရှိပါရဲ့ပေါ့အဲကြောင့်မလို့တကယ်ကက်ထွက်လာပြီဆိုတော့အနည်းဆုံးဆန်လာဖြစ်ဖြစ်အနည်းဆုံးပိုကီမွန်ရောနေရဖြစ်ဖြစ်မှာသွားပြီးဝယ်ဖို့တန်စီဝယ်ဖို့လုပ်ပါအဲဒါဆိုရင်တော့ဈေးအနည်းဆုံးနဲ့ရပါလိမ့်မယ်ဒါပေမဲ့အဲ့လိုစင်တာကြီးတွေကလူတယောက်ကိုနှစ်ထုပ်ပဲဝယ်ခွင့်ရှိရလို့ဒါမှမဟုတ်မဲနိုင်ပြီးတော့မှရောင်းတာလို့အဲ့လိုမျိုးရှိရမို့လို့ပြောရင်ကံကောင်းရင်တော့ဈေးနည်းနဲ့ရနိုင်ပါတယ်ဒါပေမဲ့ကံမကောင်းပဲအဲ့လိုမျိုးရောင်းထွက်သွားခဲ့ရောင်းပြတ်သွားခဲ့တော့ကျွန်တော်တို့မျိုးပဲဒီလိုမျိုးရောင်းတဲ့ပြန်ပြီးရောင်းတဲ့ဆိုင်တွေနေပြီးဈေးကြီးနေဝယ်ရတတ်ပါတယ်